Здравствуйте, Мингалаба. Днес чамуга Рашало тамуэ залодего блукомлес раго, апай не тапио, темитама, кепаре, пае хали, атуду, лайпио, лилади жая оно, батамазо, далом, manager go, Rashalo, Nyanyesh, English kalong ne tai pi ro mkwai bo no manager Nyanyesh okay နောက်ထပ်တစ်လုံးအတွင်ရိပ်မှုဆို Russia လို့ secreta နောက်ထပ်တစ်လုံးထမင်းချက်ပဲဖြစ်ဖြစ်စဖို့မှုပဲဖြစ်ဖြစ်အင်္ဂလိပ်လို့ဆိုလို့ရှိရင် chef ပေါ့နော်အဲ့လိုလူမျိုးတွေကို Russia လို့ဘယ်လိုခေါ်လဲဆိုလို့ရှိရင် Pobar okay နောက်ထပ်တစ်လုံး engineer ကို Russia လို့ engineer နောက်တစ်ခု program ရေးတဲ့လူတွေပေါ့နော် program ရေးတဲ့ပညာရှင်တွေကို Russia လို့ programmist နောက်ထပ်တစ်ခါအတူတူအားလုံးကိုလိုက်ပြီးတော့ထပ်ယူကြည့်ကြရအောင်နော် Nyanyesh secreta Pobar engineer programmist ဒါဆိုရင်အတမဝမ်းကြောင်းလုပ်တွေကိုဘယ်လိုခေါ်လဲဆိုတာကိုချမိုးကအပိုင်းနှစ်ရောက်သွားပြီဆိုတော့10လုံးကျော်သင်ပေးလိုက်တာသင်ပေးခဲ့ပြီးဖြစ်ပါတယ်ပကနောက်ထပ်ရုရှားလိုအများကြီးအတူတူလေ့လာသင်ကြမယ်နော်